ဒီမှာရောင်းချပေးနေတဲ့ iMa ရဲ့ e-bike လေးပေါ့နော်ဒီကောင်လေးက joint fin လို့ခေါ်တာပေါ့နော်ဈေးစင်းလေးရတယ်ကျွန်တော်တို့ရမ်းတင်တယ်ဒီဇိုင်းလေးရတယ်ရမ်းမိုက်တယ်ပေါ့နော်ကာလာလေးတွေရတယ်မိုက်တယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနောက်ထိုင်ခုံပါတယ်ကျွန်တော်ဒီအလဲမှာဆိုရင်ဒီ battery ကတော့ကျွန်တော်ဒီထဲမှာပါထားတာပေါ့နော်ဒီကောင်ဆိုကျွန်တော် smart key နဲ့ဖွင့်တာပါဒါဆိုရင်ကျွန်တော် battery percentage ပြတာပေါ့နော်ဒီကောင်တော့ကျွန်တော်တို့ဒီ e-bike တွေသဘာဝက auto parking ဖြစ်တဲ့အတွက်ကျွန်တော်တို့ထွက်ကန်ကြရင်ဒီကျွန်တော်ဘေးလေးတော့တစ်ချက်ညှိပေးရတယ်ပြီးရင်ဒီမှာဒါခီယာ1 2ပေါ့နော်သူကတော့ဒါအမှတ်နဲ့ထိုးတာပါသူကတော့လို့ဒီ screen မှာတော့မပြပါဘူးဒါကတော့ဟောပါကျွန်တော်တို့ဒီအရှိန်မီးထိုးညင်နေဆိုရင်တော့သူ့ရဲ့လာတဲ့စနစ်ကလေးကတော့တော်လေးငယ်ပါဟောဒါအရှိန်မီးထိုးတာပေါ့နော်အရှိန်မီးလင်းသွားပြီဒီကောင်တော့ကျွန်တော် battery အပြည့်ဆိုရင်ကျွန်တော် -10 ကျော်ထိသွားလို့ရပါတယ်เนาะအသိဉာဏ်ချင်းကလည်းကျွန်တော် battery ပြည့်ဆို6နိုင်9လောက်တွင်းရတယ်ဆိုတော့အမခံကလည်းကျွန်တော်တို့ battery ကို6လ motor controller ကိုတစ်နှစ်ပေးထားပါတယ်เนาะအရင်မိုက်တဲ့ design လေးပါဒီမှာဆိုကျွန်တော်တို့ short bar လေးနဲ့တောင်းပါတယ်ကျွန်တော်နောက်မှာ chip လေးလည်းပါတယ်ဒီမှာကျွန်တော်တို့ spring လေးနဲ့ pad လေးတွေပါတော့ဗောနော်သူရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ဒီမှာဒါလေးပါပဲသူက battery ကဒီထဲမှာကိုကျွန်တော်တို့တကယ်လို့ဆိုင်ကယ်စီးလိုက်တွင်းခြင်းလဲကျွန်တော်တို့ဒီ battery ကိုဒီထဲကနေထုတ်ပြီးတော့ကျွန်တော်တို့တွင်းလို့ရတော့ဗောနော်ကိုယ်က battery ပဲတွင်းခြင်းလဲဆိုလဲကျွန်တော်တို့ battery ကိုထုတ်ပြီးတွင်းလို့ရတယ်ဒီ joint pin လေးဗောနော် battery ကတော်လေးနဲ့လှည့်လိုက်လို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းလေးကဖြုတ်လို့ရသွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာဝင်းလေး plastic လေးမပြုတ်ချင်လို့ကျွန်တော်ဒီတိုင်းလေးပဲကျွန်တော်ပြန်ပေးလိုက်တာပေါ့နော်ဒီမှာဆိုရင်ဒါချင်းကျိုးလေးပါချင်းကျိုးလေးရလည်းတောက်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီစိန်မန်းသာ store မှာရောင်းချပေးနေတဲ့ joint pin လေးပါ iMa ရဲ့ joint pin လေးပါ running လဲကျွန်တော်တို့ commit running တိုင်းအပြည့်ပေးထားပါတယ်เนาะ